ဟုတ်လားပါဒီကဝန်တာအားရှိလိုက်တာဟောဗီဒီယိုမတိတ်တာဗီဒီယိုမရိုက်တာလည်းကြာပြီဆိုတော့ဗီဒီယိုလိုက်ချင်ပါတယ်ဒီဟာအခု rapping ညားချင်းကိုဖြတ်စီပါအောင်ပေါ့ကိုပပန်းစီဆိုပါမယ်အရင်ဆုံးဒီက hip hop တွေကိုပေါက်ထားမှာမဟုတ်ပါဘူးဒီငါက hip hop ကိုမထီမဲ့မြင်ပြည့်ရတဲ့ထဲမှာဆိုတော့မဟုတ်ပါဘူးဒီကအဓိကကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကိုရှင်းဆက်ပြီးပြောပါအဓိကဒီအကြောင်းအရာပါအကြောင်းအရာဘာလဲဆိုတော့relationship တခုပေါ့ငါတော့အဖြစ်အဲ့လိုမျိုးသမီးစားဖြစ်ခါသားဆို9မိနစ်ခါတော့ချစ်တယ်ရောင်းတော့ချစ်တယ်ကျွန်တော်ချစ်တယ်ချစ်တာထက်ပြောရရရှိချစ်တယ်ပြောမှာမဟုတ်ပါဘူးဒီလိုနဲ့နည်းနည်းကြာလာလို့ရှိရင်ပြဿနာတွေတက်လာကျွန်တော်ကိုယ်လည်းကြုံရရဟဲ့ပါပြောချင်ပါလေညာတော်များလည်းအခုကြုံရပါတယ်အခုလက်ရှိလည်းတွေ့နေပါတယ်လက်ရှိမှလည်းဖြစ်နေပါတယ်အဲ့လိုအခုတွေ့နေရတယ်ဆိုတော့ဒီဟာကိုရေးချင်ပါတယ်သူများတော်များလည်းဒီလိုပုံစံဖြစ်မယ်လို့ပြောထင်ပါတယ်တကယ်ဟိုအချစ်စစ်အချစ်မှန်တွေဘာတွေကလဲလို့ချင်းပေါ့ပြဿနာတစ်ခုတက်ပြီဆိုရှင်ဓမ္မဦးတော့ယောက်ျားလေးဘက်ကပေါ့ယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ပါဒီပြဿနာတစ်ခုတက်လာပြီဆိုရှင်အရင်ဆုံးဒီအခုပြောမယ့်စကားလို့ရှင်ပြောလေးရှိတယ်ဆိုတော့ဒီဟာကိုဟိုဆိုပါမယ်rapping အဲ့လိုအကောင်းစားကြီးမဟုတ်တဲ့အတွက်ကြောင့်မို့လို့ rapping ဆရာကြီးတွေဆရာမကြီးတွေရှိရှင်လဲမဖောက်ကြဘူးမေတ္တာရက်ခံပါတယ်ဆက်တက်မယ်လို့လည်းမျှော်လင့်ပါတယ်ရည်ကြမယ်လို့လည်းမျှော်လင့်ပါတယ်နားထောင်ကြည့်ကြပါအရင်ဆုံးဒီစကားကြီးပြောပါတယ်ကဲပြောပါဘာလဲဘာကိစ္စဘာလို့တော့ဖြစ်ရလဲဟုတ်ပါလားမနွားဟုတ်ဘူးတိုင်ချက်ကပတ်မပြောတော့ဘူးရှက်စရာချက်လွန်ခဲ့တဲ့နှစ်လကချစ်လိုက်ကြမြတ်တပ်ပါကွာမပြတ်ပါနဲ့9မိနစ်တခါတော့ချစ်ပါတယ်ကားတွေပြောမယ်အတူရှာနဲ့လက်မလဲကြောက်တော့လို့ချစ်မှာပဲဒီလိုလိုပြန်လည်းပြောကြောင်းနဲ့ကြောင်းမှန်ကန်ပေါ့နားလည်မှုတွေရှိလိုက်ကြမြတ်လန့်ပြန်ရောအခုကိုရဲ့ရမှာတဲ့မချစ်စလုံးနဲ့မဆမ်းပါနဲ့ခံစားရတာအရှမ်းနာတဲ့ကိုရဲ့အချစ်ကဖမ်းစားတယ်အဲ့လိုတွေပြီးရင်မင်းကပါအခုချိုးတာလေအဲ့ကောင်ဘာကောင်လဲပြောစမ်းမဘာကောင်လဲရှင်တော့ကျွန်မတငယ်ချင်းကိုမဖြစ်ကျွန်တော်မကြိုက်ဘူးဘာကွာကျွန်မတငယ်ချင်းကိုမဖြစ်ကျွန်တော်မကြိုက်ဘူးပြဿနာရတဲ့နားလည်းမှုအရေးကုန်ခံလို့ပြဿနာရတဲ့မတက်ညာချေချက်လမ်းခွဲမဲ့တစ်ဖက်မှာနေရက်ပြဿနာရတဲ့အဲ့ဒီမှာပြဿနာရတဲ့ပြဿနာရတဲ့နားလည်းမှုအရေးကုန်ခံလို့ပြဿနာရတဲ့မတက်ညာချေချက်လမ်းခွဲမဲ့တစ်ဖက်မှာနေရက်ပြဿနာရတဲ့ချိုးရကြပုံစံပြောင်းချစ်တယ်နော်ဘာမှမဟုတ်လဲခေါ်ပြီးပြောနေချစ်တယ်နော်ဘေးလူတွေရှိလဲပြောတယ်ချစ်တယ်နော်သူရှိကြီးမစိုက်ပါအော်ချစ်တယ်နော် OMG အဲ့လိုပြောတော့ရှုံပြန်ပြီးရှင်တွေကလည်းခုန်ပြန်ပြီးဒီလိုနဲ့တန်တရားစုံပြန်ပြီးမကောင်းဘူးပေးပါ Facebook ပန်မာလည်း Twitter ဖုန်းတွေက message တွေရောအလက်မှာဖြတ်ထားသေးလားရက်မှာဟာခံနိုင်ရင်ခံဖို့ခံနိုင်ရင်ယုံလိုက်အဲ့ဒါစစ်ကြချို့တွေဆိုလက်ပါတဲ့ကောက်ရထိတ်ရအမြင်မတော်တော့ပြောကြချစ်တယ်ကွာနဲ့ဒီကပူဇော်မှုဒီလိုနဲ့စကားမလို့ဘယ်နဲ့မှမပူဘူးအတုံးများဆုံးစစ်ကြီးဒါကမိုးများတဲ့စစ်ကြီးလိုနဲ့ခံလိုက်ရမှာရှုံးသွားမှချင်းနေခမ်းတင်ပြောရတဲ့ရှိတယ်ကြားလေးလူပြောရတာမင်းကဘာလဲမင်းကအမုန်းများတဲ့လင်းနေသူကမင်းကြီးရပဲခံတယ်ပြောတာပေါ့တို့ရှူပြီးတော့လမ်းလောက်ပါနေတော့အချစ်ရှင်ရမ်းကြတယ်တွေ့တတိနဲ့မမရတော့တို့ယူပြမို့တို့ကလက်သွားမယ်အချက်တော့ရှင်းနေဆိုင်နေတို့ပြီးတော့လမ်းပြချက်တို့ကအဲ့လိုတိကျချက်တော့ကြောက်ဘူးအဲ့လိုရောက်ပြတော့လည်းရတယ်ရှင်းတော့လည်းမရဘူးဘာမင်းကငါ့အဲ့လိုပြောရဟလားမင်းကအိုးပြဿနာရတဲ့ဟေးပြဿနာရတဲ့ခံစားချက်တွေအရေးကုန်ခံလို့ပြဿနာရတဲ့မတက်ညာချစ်ချက်လက်ခွဲမဲ့တစ်ဖက်မှနေရက်ပြဿနာရတဲ့အဲ့ဒီမှာပြဿနာရတဲ့ခံစားချက်တွေအရေးကုန်ခံလို့ပြဿနာရတဲ့မတက်မညာချစ်ချက်လက်ခွဲမဲ့တစ်ခက်မှနေရက်ပြဿနာရတဲ့အဲ့ဒီမှာပြဿနာရတဲ့ဒီမဲ့နားလည်းမလို့ညော်လက်ပါတယ်တေချာလဲဆိုတာတေချာဆိုတော့ဘာလုံးကွဲအောင်ဆိုထားတယ်တကယ်အများတော့အဖြစ်စကားမပီဘူးအတန်အဲ့လိုစကားလုံးမပီဘူးပေါ့အတန်မပြေခါကျတော့နားမလဲပါဆိုတော့တေချာတော့ဆိုထားပါတယ်ပိတ်သက်ကြီးကြီးမဲလို့ညော်လက်ပါတယ်တော်တော်များတော့အဖြစ်မလို့ထင်ပါတယ်ကြောင်တွေ့ဘူးတဲ့လူတွေနားလဲမှာပါစစ်စားချင်းလူချစ်တဲ့ချင်းတော့ကြိုက်ဘာမှမဟုတ်ဘဲနဲ့ပြဿနာတွေတက်လာတွေ့ပါပါအဓိကဟာတာတက်ပါကြိုက်နှစ်တက်မယ်လို့ညော်လက်ပါတယ်ကြည့်ရတဲ့အတွက်လည်းကျေးဇူး